နာမည်ကြီးမင်းသမီးတန်တာမိုးသိမ့်နဲ့ထုတ်လုပ်သူရွှေမန်းကြားရေးစားအဖြစ်ဆက်နွယ်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာတစ်ချိန်ကပရိသတ်တွေအကြားအားကျစရာဆုံးတွဲလို့တောင်ခေါ်ခဲ့ကြတာပါ။သူတို့နှစ်ယောက်လှလှပပနဲ့ဓာတ်ပုံတွေအများကြီးတောင်တင်ခဲ့ကြပြီးပရိသတ်အများပြားကဒီစုံတွဲကတော့လက်ထက်မှာပေါ့လို့မှယူဆနေခဲ့ကြပါတယ်။ဒါပေမဲ့တစ်ချိန်မှာတန်တာမိုးသိမ့်တင်ခဲ့တဲ့ Facebook post တစ်ပုဒ်ကတော့ပရိသတ်အားလုံးကိုအံ့အားသင့်သွားစေခဲ့ပါတယ်။ဒီကိစ္စထဲမှာတော့တန်တာမိုးသိမ့်ကိုယ်တိုင်စိတ်ထဲကနှစ်များစွာခံစားခဲ့ရတဲ့အရာတွေကိုတခါတည်းထုတ်ပြောလိုက်တာပါ။သူမကရိုးရိုးလေးနဲ့ရေးထားတာပဲမဲ့စာကြောင်းတစ်ကြောင်းချင်းစီကတော့ခံစားမှုတွေအပြည့်ပါ။၃နှစ်ကျော်တီးခံခဲ့တဲ့ဖောက်ပြန်တာတွေကိုအကုန်ခွင့်လွှတ်ပေးခဲ့တယ်။ဆိုတဲ့စာကြောင်းတစ်ခုကပင်ပရိသတ်တွေရဲ့စိတ်ကိုထိခိုက်သွားအောင်ဖြစ်စေခဲ့ပါတယ်။တန်တာမိုးသိမ့်ဟာမတ်လ9ရက်1995ခုနှစ်မှာမွေးဖွားခဲ့ပြီး2024ခုနှစ်မှာရုပ်ရှင်နဲ့မော်ဒယ်လောကကိုစတင်ဝင်ရောက်ခဲ့သူတဦးဖြစ်ပါတယ်။သူမဟာနာမည်ကြီးမင်းသမီးတဦးဖြစ်လာခဲ့ပြီးသူမနဲ့9နှစ်ကြာတွဲခဲ့သူကတော့မြမရုပ်ရှင်လောကရဲ့ producer ရွှေမန်းဖြစ်ပြီးသူဟာ SM Production ကိုပိုင်ဆိုင်သူဖြစ်ပြီးနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်နေတိုးနဲ့မိုးဟေကိုတို့ပါဝင်သရုပ်ဆောင်ထားတဲ့အချိန်လွန်မိုးလိုနာမည်ကြီးဇာတ်ကားကိုထုတ်လုပ်ခဲ့သူတဦးပါတန်တာမိုးသိမ့်နဲ့9နှစ်ကြာလူသိရှင်ကြားတွဲခဲ့ပေမဲ့ယခုရွှေမန်းဟာဆရာဝန်မတဦးနဲ့ခမ်းနားစွာမင်္ဂလာဆောင်သွားခဲ့ပြီးဖြစ်ပါတယ်။တန်တာမိုးသိမ့်ရဲ့ပြောကြားချက်အရသူမရဲ့ရည်စားဖြစ်သူရွှေမန်းဟာရည်စားသက်တမ်း9နှစ်အတွင်းတက်သစ်မင်းသမီးများအခြားအမျိုးသမီးများအယောက်90ကျော်ဖြင့်ဖောက်ပြန်ခဲ့တယ်လို့ပြောခဲ့ပါတယ်။တန်တာမိုးသိမ့် Facebook post တင်ပြီးနောက်ပိုင်းမှာတော့ရွှေမန်းဘက်ကဖုန်းဆက်တောင်းပန်လာတာကြောင့်လို့ပြောခဲ့ပါတယ်။အဲ့ချိန်မှာပဲသူမက post ကို only me ပြောင်းလိုက်တာဖြစ်ပါတယ်။တန်တာမိုးသိမ့်တင်တဲ့ Facebook post ရဲ့ comment section မှာတော့အသေးကွဲဒေါသထွက်နေတဲ့သူမကိုပရိသတ်များနဲ့မိတ်ဆွေများကနှစ်သိမ့်ဖေးမှခဲ့ကြပါတယ်။ခုကြည့်ရှုသူရဲ့အမြင်ကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားဖို့ဖိတ်ခေါ်ပါတယ်။9နှစ်တာတန်ရောစိုးနဲ့တန်တာမိုးသိမ့်မာလားကိုရွှေမန်းမှန်လားဆိုတာကိုအခုလိုစိတ်ဝင်စားစရာသတင်းတွေကိုနေ့စွတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မတိလိုက်တဲ့သတင်းများမရှိအောင် subscribe လုပ်သွားကြပါဦးနော်။